အားလုံးပဲမင်္ဂလာပါသမီးနာမည်ကတော့မချီမြတ်ဟိတီဖြစ်ပါတယ်သမီးကတော့ DTA ကိုပိုင်ထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ Grade 2ကျောင်းသူလေးပဲဖြစ်ပါတယ်သမီးဒီနေ့လုပ်ပြတော့မှာလေးကတော့ handmade parcel case ပဲဖြစ်ပါတယ်သမီးကဒီလိုမျိုး vlog လေးတွေကို YouTube မှာကြည့်အောင်နေမဟုတ်ဘဲသမီးကိုယ်တိုင် vlog လေးတွေလုပ်ပြီးသမီးရဲ့ YouTube channel မှာတင်လေးရှိပါတယ်ဒါလေးကတော့သမီးရဲ့ YouTube channel လေးပါအဲ့ဒါဆိုလို့ရှိရင်သမီးရဲ့ handmade parcel case လေးကိုစလုပ်ကြအောင်ဒါလေးကတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါ color paper လိုမယ်ဓာတ်တူစက္ကူလိုမယ်ပေရန်လိုမယ်ဘောပင်ဖြစ်ဖြစ်ခဲတယ်ဖြစ်ဖြစ်လိုမယ်ကတ်ကြီးလိုမယ်ကော်လိုမယ်နောက်ပြီးလို့ရှိရင် parcel case မှာလာစမယ် sticker လေးတွေလိုမယ်နောက်ပြီးလို့ရှိရင်ဒါလေးတွေကကြတော့ဘူးအပိန်ဖွင့်လုပ်တဲ့တည်းပါသုံးပါပါကိုအစီပြေလောက်ညှက်လို့ရပါတယ်ဒါကြတော့ rectangle ပဲပေါ့နော်3 cm 90 cm ရှိပါတယ်အဲ့ဒါကိုကြတော့3ချောင်းလိုမယ်2ချောင်းကို color paper နဲ့ကတ်ထားရပါမယ်နောက်ပြီးလို့ရှိရင်ဒီလိုမျိုးပေါ့နော်7 cm ရှိတဲ့ square ၄ခုလိုပါမယ်နောက်ပြီးလို့ရှိရင်ဒီလိုမျိုး rectangle ပဲပေါ့နော်3 cm 11.5 cm အဲ့ဒါလေးနှစ်ခုလိုပါမယ်နောက်ပြီးလို့ရှိရင် rectangle တိတိလေးပေါ့နော်3 cm 4 cm ရှိရပါမယ်နောက်ပြီးလို့ရှိရင်ဒါလေး rectangle ပါမယ်ဒါကြတော့အပြားကြီးပေါ့နော်11.5 cm 90 cm ရှိတဲ့နှစ်ခုရှိရပါမယ်ဒီ color paper ကကြတော့ပေါ့နော်29 cm 21 cm ရှိရပါမယ်ဒါဆိုရင်စလုပ်ကြည့်ကြအောင်ပထမဆုံးဒီကတ်ထူပြားကိုပေါ့နော်ဒီ color paper မှာကပ်ပါမယ်အကြီးလေးတဲ့လိုက်ကပ်ပါမယ်ဒါလေးတွေကိုကော်နဲ့ကပ်ပါမယ်နောက်တစ်ထပ်ပြောင်းပါမယ်အုပ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးလုပ်လိုက်ပါမယ်သမီးရဲ့ handmade ကိုမဘူးလေးကတော့ပြီးသွားပါပြီသမီးရဲ့ vlog လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်